ကျွန်တော်တို့နေ့စဉ်ကွာမှာတုံးနေတဲ့မိခလုတ်တွေရေပိုက်ခေါင်းတွေနောက်ကွယ်မှာဘယ်လိုနီးပညာတွေအလုပ်လုပ်နေလဲဆိုတာတတိထားမိကြရလားခင်ဗျာဒီနေ့ကျွန်တော်တို့လေ့လာမှာကတော့ MEP Engineer လူငယ်တွေအတွက်ရည်ရွယ်ရေးသားထားတဲ့နီးပညာမတ်စုစာအုပ်တို့ကိုအခြေခံပြီးတော့အဲ့ဒီမမြင်ရတဲ့ကဘာတွေကိုခေါ်သွားမှာပါဒီစာအုပ်က Engineer တယောက်ရဲ့လုပ်ငန်းခွင်အစနေကျွမ်းကျင်သူဖြစ်လာတဲ့အထိလမ်းပြပေးုံတင်မဟုတ်ဘူးကျွန်တော်တို့မျက်စိရှိမှတင်ရှိနေပေမဲ့တတိမထားမိတဲ့အသေးစိတ်နီးပညာတွေရဲ့လူ့ဝှက်ချက်တွေကိုပါဖွင့်ချပြထားတာပါဟုတ်ပါတယ်ရှင်ဒါကိုစာအုပ်တို့ကိုဖတ်ပြတာမျိုးထပ်ပေါ့နော်အဲ့ဒီမှာပါတဲ့အနှစ်သာရတွေကိုဆွဲထုတ်ပြီးတော့ဘာကြောင့်အင်ဂျင်နီယာတယောက်အတွက်ရောတာမန်လူတယောက်အတွက်ပါဒီအချက်တွေကအရေးကြီးနေလဲဆိုတာကိုစူးစမ်းကြည့်ကြမှာပါအင်ဂျင်နီယာတယောက်ရဲ့အတွေးခေါ်တိဆောက်ပုံကနေစပြီးတော့လေရေချိုးခန်းတွေကပလော့ပေါက်တက်ပေါက်ရဲ့တီနီယာအထိအရာအလုံးကဘလောက်အရေးပါနေလဲဆိုတာမြင်လာပါလိမ့်မယ်ရန်ကောင်းတဲ့စာပြုမှုပါပဲခင်ဗျာဒီတော့ engineer တယောက်ရဲ့စိတ်သက်ပိုင်းဆိုင်ရာတည်ဆောက်မှုသူတို့ရဲ့ခရီးလမ်းကြောင်းအကြောင်းကနေအရင်ဆက်လိုက်ကြရအောင်ပြီးမှကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအထက်ကနီးပညာအသေးစိတ်တွေစီကိုဆက်သွားကြတာပေါ့စောက်အစာမလေကြောင်းပြီးခါစလူငယ်တွေရဲ့ပုံပြဿနာတစ်ခုကိုထောက်ပြထားတယ်အရာရာကမသေးချာမရေရာနဲ့ဘာလို့ဘာကိုကြိုင်ရမှမသိတဲ့ခံစားချက်မျိုးပေါ့အဲ့ဒီအချက်ကတော်တော်များများကြုံမှုကြတာမှာအဲ့ဒီမရေရာမှုတွေကိုဖြည့်ရှင်းဖို့ဒီစာအုပ်ကပေးတဲ့ပထမဆုံးလက်နက်ကတိတ်ကိုရုပ်ရှင်းပါတယ်ရှင်ကို့အချိန်ကိုစနစ်တကျစီမံခန့်ခွဲတတ်ဖို့ပဲ To-do list ကိုလုတ်ခိုင်းတာကအလုပ်တွေကိုခြားရေးဖို့တတ်မဟုတ်ဘူးကို့ခေါင်းထဲမှာရှုပ်ရက်ခန့်နေတဲ့အတွေးတွေကိုစားတဲ့ပေါ်ခြားရေးလိုက်တဲ့အခါကျတော့ဦးစားပေးအစီအစဉ်ကိုရှင်းရှင်းလင်းလင်းမြင်လာစေတယ်ငါဒီနေ့ပါတယ်လစ်လာရမလဲဘယ်ပိုင်းတော့အာယုံစိုက်ရမလဲဆိုတာကိုတိတိကျကျတီးသွားတော့ဟိုကလို့ရမလို့ဒီကလို့ရမလို့နဲ့တွေ့ဝေနေတဲ့အချိန်တွေမရှိတော့ဘူးပေါ့အသေးပိုင်းလေးတွေခွဲပြီးဖြည့်ရှင်းခြင်းပေါ့decomposition နဲ့သဘောတရားချင်းတူနေတာပေါ့ကိုယ့်ရဲ့အနာဂတ်ဆိုတဲ့ပြဿနာကြီးကိုနေ့စဉ်လှုပ်ရှားဆိုတဲ့အပိုင်းလေးတွေခွဲပြီးဖြည့်ရှင်းတာမျိုးပဲဒါပေမဲ့အဲ့လိုကိုယ့်ကိုပြင်ဆင်ပြီးအလုပ်လျှောက်တဲ့အခါမှာနောက်ထပ်တရားကြီးတစ်ခုနဲ့ထပ်တွေ့ရောအဲ့ဒါကတော့အတွေ့အကြုံမရှိဆိုတဲ့ပြဿနာပဲဒီချက်ကလူငယ်တိုင်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုပါဒီနေရာမှာစာရေးသူက self study နဲ့ self learning ဆိုပြီးလေ့လာမှုကိုနှစ်ပိုင်းခွဲပြထားတာသိကူထိရောက်တယ်ရှင်self study ကစာအုပ်တွေဖတ်သင်တန်းတွေတက်ပြီး theory ပိုင်းကိုလေ့လာတာဒါအရေးကြီးပါတယ်ဒါပေမဲ့အလုပ်ရှင်တွေတကယ်လိုချင်တာက self learning နဲ့ရတဲ့အတွေ့အကြုံပါ self learning ဆိုတာကိုနည်းနည်းလေးပိုရှင်းပြပေးလို့ရမလားခင်ဗျာသူ့ရဲ့သဘောတရားကဘလို့ကွာခြားသွားတာလဲ self learning ဆိုတာကလက်တွေ့ပြဿနာတစ်ခုဖြေရှင်းတော့ကတဲ့တင်ကြတာပါဥမာကျောင်းမလုပ်ခဲ့တဲ့ project တစ်ခုမှာရေပိုက် USR တွက်ချက်ပုံကိုသင်ခဲ့ရတယ်ဒါက self study ပေါ့အဲ့ဒီ project ကိုလုပ်ရင်းနဲ့ကိုတွေ့ထားတဲ့ပိုက် USR ကလက်တွေ့မှာအဆင်မပြေဘူးဖိအားမလုံလောက်ဘူးဆိုတဲ့ပြဿနာကိုတွေ့တော့အဲ့ဒါကိုဖြေရှင်းဖို့နီလာနေထက်ရှာရတယ်ဆရာတွေနဲ့ဆွေးနွေးရတယ်အဲ့ဒီဖြစ်စဉ်တစ်ခုလုံးက self learning ပဲအဲ့ဒီကနေရတဲ့အသိပညာကစာအုပ်ထဲကအသိပညာထက်ပိုခိုင်မြဲတယ်ဒါကြောင့်အလုပ်လျှောက်လာ resume မှာကိုလုပ်ခဲ့တဲ့ project တွေကို case study တော့ဟုလို့ရေးပြဖို့အကြံပေးထားတာဘယ်လိုပြဿနာရှိခဲ့လဲကိုကဘယ်လိုဖြေရှင်းခဲ့လဲဘာရလာထွက်ခဲ့လဲဆိုတာမျိုးပေါ့ဒါကတကယ်တော့အတေးခေါ်ပိုင်ဆိုင်ရာအပြောင်းလဲတစ်ခုပဲငါဘာတွေတိလဲဆိုတာထက်ငါဘာပြဿနာတွေဖြေရှင်းနိုင်လဲဆိုတာကိုအာရုံစိုက်ခိုင်းတာပဲ engineer တယောက်ရဲ့တန်ဖိုးကအဲ့ဒီမှာပဲကွာတော့လာကိုကျွမ်းကျင်တဲ့ Excel Word ကိုတောင် data entry and report generation ဆိုတဲ့ skill တစ်ခုအနေနဲ့ပြောင်းလဲတင်ပြလို့ရတယ်ဆိုတဲ့သဘောပဲဒါပေမဲ့လူငယ်ဖြစ်နေတော့အမားလုံးမိမကိုလည်းကြောက်ကြသေးတာပဲမှန်ပါတယ်ရှင်ဒါပေမဲ့အဲ့ဒီကြောက်တရားကပဲလူငယ်တွေရဲ့အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်လာပြန်ရောအတွေ့အကြုံမရှိသေးတဲ့အတွက်အမားနေအောင်ပို့ပြီး group တစ်စိုက်စူးစမ်းလို့ဆောင်တတ်ကြတယ်အရာရာတုံးလေခပြန်စစ်တယ်စီမင်းစည်းကမ်းတွေကိုတိတိကျကျလိုက်နာတယ်လေအတွေ့အကြုံရင့်ကျက်သူတွေကတခါတည်းဒီအမောင်းလောက်ကတော့ဘယ်လိုပြင်ရမလဲငါတိတယ်ဆိုတဲ့အတွင်းနဲ့ပေါ်စားဝတ်တတ်မယ်လူငယ်တွေကတော့အစကတည်းကမဆိုလို့အတိတ်ချလေ့လာစူးစမ်းတတ်ကြတယ်အဲ့ဒီလေ့လာလို့စိတ်ပြင်းထန်မှုကအဖွဲ့အစည်းအတွက်တန်မိုးမဖြတ်နိုင်တဲ့အရာတစ်ခုပဲဒါပေမဲ့ engineer တွေမှာဘုံအားနည်းချက်တစ်ခုရှိတယ်လို့လေဒီစာအုပ်ကထောက်ပြထားပြန်တယ်အဲ့ဒါကတော့စာရွက်စာတမ်းနဲ့မှတ်တမ်းမရ documentation ပြုလုပ်တဲ့အပိုင်းမှာအားနည်းတာတွေကျွန်တော်တို့ကလက်တွေ့လုပ်ရတာကိုပဲအားတန်ပြီးစာနဲ့ပင်နဲ့မှတ်တမ်းတင်ရမှာကိုနည်းနည်းပြင်းကြတယ်လို့ပဲအတီးကြပဲလုပ်ငန်းခွင်အစမှာဒီလို documentation အားနည်းလို့အကြီးအကဲတွေစီကအဆူခံရတာခဏပဲအဲ့တော့မှဒီချက်ကဘလို့အရေးကြီးလဲဆိုတာတိလာတာ documentation ဆိုတာအလုပ်ရှုံအောင်လုပ်တဲ့စာရွက်စာတမ်းတွေမဟုတ်ဘူးအဲ့ဒါက engineer တယောက်ရဲ့ဇက်လန်ပြောပြခြင်းအတတ်ပညာပဲရှင်ကိုဘလို့ design ဆွဲခဲ့တယ်ဘာခက်ခဲတွေရှိခဲ့တယ်ဘလို့ဖြည့်ရှင်းခဲ့တယ်ဆိုတာကိုနောက်လူတယောက်နားလည်အောင်ပြုပြင်ထင်ထဲလို့ရအောင်ခြံထားခဲ့တယ်မှတ်တမ်းပဲ
ဒီဘိုင်းကိုတဲ့ကြလုံးနေမှာကိုယ့်ရဲ့အလုပ်ကတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ smart ကြတဲ့အလုပ်တစ်ခုဖြစ်လာမှာ အရန်ကောင်းတဲ့ရှုထောင့်တစ်ခုပါခင်ဗျာအဲ့တော့ engineer ရောက်ရဲ့ setup ပိုင်းနဲ့အလေးချင်းကောင်းတဲ့အကြောင်းပြောပြီးပြီဆိုတော့ကဲတကယ်အေးကြီးတဲ့ဤပြမြပိုင်းကိုဆက်ကြည့်အောင်ဒီဆောင်းမှာကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ PC တွေရဲ့နောက်ွယ်ကထင်မထင်တဲ့အသေးစိတ်တွေကိုဖော်ပြထားတာသိစိတ်ဝင်စားဖို့ကောင်းတယ်ဥပမာအနေနဲ့ရေပိုက်လိုင်းတွေမှာသုံးတဲ့ valves တွေအကြောင်းလေးစလိုက်အောင်ကျွန်တော်သိထားတာကတော့ valve ဆိုရင်အဖွင့်အပိတ်လုပ်တာပဲဒါပေမဲ့ gate valve နဲ့ close valve ဆိုပြီးတီးတန့်ခွဲထားတာကတော့စိတ်ဝင်စားစရာပဲသူတို့ရဲ့ design ကကိုအသုံးဝင်ပုံကွာသွားစေတာလား ဟုတ်ပါတယ်အပြင်မိုင်းကြည့်ရင်စင်တူတူလို့ထင်ရပေမယ့်အတွင်းမိုင်းတိဆောက်ပုံနဲ့လောက်ဆောင်ချက်ကလုံးဝကွဲသွားတာပဲ gate valve ဆိုတဲ့အတိုင်းပဲသူ့မှာရေလမ်းကြောင်းကိုအပေါ်အောက်ပိတ်ဆို့ထားတဲ့ gate တံငါတစ်ချက်ပါတယ်အဲ့ဒီတကားကိုအဆုံးထိဖွင့်ဒါမှမဟုတ်အဆုံးထိပိတ်ဖို့ပဲတုံးတယ်ရေစီးအားကိုထိန်းညှိဖို့တွားမတုံးနိုင်ဘူးပါလဲဆိုတော့တဝက်တစ်ပြက်ဖွင့်ထားရင်ရေရဲ့တိုက်စားမှုကြောင့်တကားချက်ပါသွားပြီးကြာလာရင်ရေလုံးဝမလုံတော့တဲ့ပတနာဖြစ်တတ်လို့ပါ အော်ဒါဆိုရင် glove valve ကကားတစ်စီးရဲ့အရှင်ထိန်းခလို့ accelerator လိုပဲပေါ့လူတလောက်ပဲထိန်းချုပ်လို့ရတယ် gate valve ကတော့မီခလို့လို့အဖွင့်အပိတ်ပဲအဲ့တဘောမျိုးလားခင်ဗျာ သွားစေတဲ့ပုံစံရှိတယ်။ဒါကြောင့်ရေစည်းနှုံးကိုအတိအကျထိန်းညှိလို့ရတယ်။ရေပန်းစီသွားတဲ့ရေလိုင်းမှာရေအားရမ်းများနေရင်ဒီ globe valve နဲ့လျှော့ချလို့ရတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကရေစည်းလမ်းကြောင်းကကွက်ကပ်သွားရတဲ့အတွက်ဖိအားဆွန့်လျှော့မှု pressure drop များတယ်။ gate valve ကတော့လမ်းကြောင်းတိတ်တဲ့ပဲဆိုတော့ဖိအားဆွန့်လျှော့မှုအလွန်နည်းတယ်။နေရာချင်းမှာအမြန်ဖွင့်ပိတ်လုပ်ချင်ရင်တော့လက်ပြတောင်းပန်လို့အဖွင့်ပိတ်လုပ်တဲ့ butterfly valve ဆိုတာကိုသုံးကြပြန်ရော valve အခုတည်းနေတင်ဒီလောက်အသေးစိတ်ကွာခြားချက်တည်ရှိနေတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါလေနောက်တစ်ခုကအိမ်တိုင်းလူလိုမှာသုံးနေတဲ့ရေဘူးပေးဆက် water heater အကြောင်းမှာ client တယောက်ကကျွန်တော်တို့အိမ်မှာလူ9ယောက်ရှိတယ်ဘယ်လောက် tank size လို့လဲလို့မေးလိုက်ရင် engineer အကြောင်းညနေဘလူးအကျန်းဖင်တွက်ချက်ပြီးအဖြေပေးနိုင်မလဲဆိုတာဒီစာအုပ်ထဲမှာဥပမာနဲ့တကွပြထားတယ် ဒီတွက်ချက်နည်းကလက်တွေ့မှာတဲ့အသုံးဝင်ပါတယ်ရှင်ပထမဆုံးလူတစ်ယောက်ရေချိုးရင်တနာရီကိုရေပူဘလောက်ကာလန်လောက်သုံးနိုင်လဲဆိုတာကိုခမင်းရတယ်ဥမာ10ကာလန်ပေါ့လူ9ယောက်ဆိုတော့10ခု9ဆိုတော့40ကာလန်ဒါကိုအများဆုံးသုံးဆွဲနိုင်တဲ့ပမာဏ maximum load လို့ခေါ်တယ်ဒါပေမဲ့ ခဏလေးခင်ဗျလူ9ယောက်လုံးကတပြိုင်တည်းရေချိုးကြမှာတော့မဟုတ်ဘူးလေအဲ့ဒီအချက်ကိုရောထည့်တွက်ရမှာလား အဲ့ဒါကအရေးကြီးဆုံးချက်ပဲအဲ့ဒါကို demand factor မဟုတ် working load လို့ခေါ်တယ်လူ9ယောက်လုံးတပြိုင်တည်းရေသုံးဖို့ဆိုတာဖြစ်နိုင်ခြေအလွန်နည်းတယ်လေဒါကြောင့်စာအုပ်ထဲမှာတော့အဲ့ဒီ maximum load ရဲ့ 3.5% လောက်ကိုပဲအမှန်တကယ်သုံးစွဲနိုင်ခြေ working load အဖြစ်ယူဆပြီးတွက်ပြထားတယ်ဆိုတော့40 GPH gallons per hour ရဲ့ 3.5% က14 GPH ပဲရှိမှာပေါ့ဒါက53 liters per hour နေညီများတဲ့အတွက်50 liter ထန်တလုံးကဒီမီသုံးစီတော့လုံလောက်တယ်လို့အကြံဖြင့်သတ်မှတ်လို့ရတော့တာပါဒါကလုံကန်းခွင့်သုံးအမြန်ထွက်နည်းတစ်ခုပဲ ဒီကိစ္စကရေဖိအား water pressure နဲ့လေတိုက်ရိုက်ဆက်ဆက်နေမှာပဲအထက်မြင့်အဆောက်အုံတွေရဲ့အပေါ်ဆုံးထပ်ဒီမှာရေပန်းကရေကြအားမခုံးတာမျိုးတွေဖြစ်တတ်တယ်လေ အတိအကျပါပဲအဆောက်အုံရဲ့အမိုးပေါ်က overhead tank ရဲ့အမြင့်ကနီးရတဲ့ဖိအားတစ်ခုတည်းနဲ့အပေါ်ဆုံးလွှာတွေအတွက်မလုံလောက်တော့တဲ့အခါကျရင် pressure booster pump တွေတုံးပြီးဖြည့်ရှင်းရပါတယ်ဒီ pump တွေကလိုအပ်တဲ့ဖိအားကိုတွန်းမြင့်ပေးတယ်ဒီလိုမှမဟုတ်ရင်ရေဘူးဆက်ကအလွတ်ကောင်းကောင်းမလုံနိုင်တာရေပန်းကရေကြအားမကောင်းတာမျိုးတွေဖြစ်တတ်တယ် ဒီလိုဆိုတော့နင်းစင်တုံးနေတဲ့စနစ်တွေရဲ့နောက်ွယ်မှာတေချာစဉ်းစားတွက်ချက်ထားတဲ့ design တွေအများကြီးရှိနေတာပေါ့ ဒါကအဆင်ပြေချုံးမွေဖို့အတွက်ပဲလားဒါမှမဟုတ်အန်ရွယ်ကင်းရှင်းရေးကန်တာကလည်းပါဝင်နေသေးလားခမရ အန်ဒီရဲ့ကင်းရှင်းရေးကအဓိကအကြားဆုံးအခန်းကဏ္ဍနဲ့ပါဝင်ပါတယ်ရှိရင်အထူးသဖြင့်ရေနဲ့ချက်စစ်ပုံစုံနိုင်တဲ့နေရာတွေမှာပေါ့ဒါကတော်တော်အရေးကြီးတဲ့အချက်ပဲလူအများစုကရေချိုးခန်းဒီဇိုင်းဆိုရင်ကြွေပြားရောင်မာတာဘေဇင်ပုံစံကေတာကိုပဲစဉ်းစားကြတာဒီလိုမမြင်ရတဲ့အန်ဒီရဲ့ကင်းရှင်းရေးဇုံတွေရှိနေတယ်ဆိုတာတီးတောင်ထိကြမှာမဟုတ်ဘူးဒီစာအုပ်ထဲမှာရေချိုးခန်းလူနေရာမျိုးမှာရစ်စစ်အန်ဒီရဲ့ကင်းရှင်းရေးအတွက်ထပ်မချက်တွေကြောင့်ဖော်ပြထားတယ်ဆိုတာတွေ့ရတယ် ဟုတ်ပါတယ် ISC လို့နိုင်ငံတကာ standard တွေအရရေချိုးခန်းတစ်ခုလုံးကိုရေနဲ့ထိတွေ့နိုင်ခြေအပေါ်မူတည်ပြီး zone တွေအဖြစ်သတ်မှတ်ထားတယ် zone 0 zone 1 zone 2ဆိုပြီးအဓိကအဖြစ်၃ပိုင်းခွဲထားပါတယ်ရှင် zone 0ဆိုတာရေချိုးကန်အတွင်းပိုင်း
ဒါမှမဟုတ်